skin care product များသုံးလေ skin ပိုကောင်းလေလို့ထင်လားတကယ်တော့ less is more ပါ less is more ဆိုတာဘာလဲရှင်းပြပေးမယ် product များသုံးတာမဟုတ်ပဲလိုအပ်တဲ့အတိုင်းအသုံးပြုခြင်းဒါကိုဆိုလိုတယ် product များလုံးရင် ingredient မကိုက်ညီပဲ irritation ရာရန်ခြင်းတွေဖြစ်ပေါ်နိုင်တယ် skin barrier အသားအရည်ကာကွယ်စနစ်ကိုလည်းပျက်စီးစေနိုင်တယ်ဒါကြောင့်အခြေခံ routine 3မျိုးနံပါတ်1 cleanser မျက်နှာတန့်စင်စေနံပါတ်2 moisturizer အဆိုတဲ့နံပါတ်3 sun cream နေရောင်ခြည်ကာကွယ်ရန်ဒီ3ခုနဲ့တင်လုံလောက်ပါတယ်နောက်ဆိုရင် skin care တွေအများကြီးမဝယ်ပဲကိုယ်ပတ်စံကိုခြွေတာလို့ရပြီ